Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုထဲမှာတော့ TKT ဒီ recording မှာနော်23ရောက်ပြီအဲ့ recording 23မှာunit 31 grouping learners အကြောင်းကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ grouping learners ကကြတော့ဒီအတန်းထဲမှာပေါ့နော်ဒီ learners တွေကိုကိုယ့်ရဲ့ကျောင်းသားတွေကိုဘယ်လိုမျိုးလုပ်ပေးရမလဲ pair လုပ်ပေးရမလဲဘယ်လို organize လုပ်ရမလဲဆိုတော့ဒီ classroom management technique လေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဒီ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ grouping learners ဆိုတာကမှာပေါ့နော်ဆရာကအရှိကနေပြီးတော့စာတင်တဲ့အခါမှာအမြဲတမ်းသူတယောက်တည်းပဲတင်လို့မရဘူးပေါ့နော်တခါလေကြောက်လို့ရှိရင်တယောက်တည်းသူစာလုပ်ရတဲ့အချိန်ရှိလို့အတန်းထဲမှာတခြားကျောင်းသားတွေနဲ့ဆွေးနွေးတိုင်ပင်ပြောရတဲ့အချိန်လည်းရှိရပေါ့နော်နှစ်ယောက်တည်းလည်းလုပ်လို့ရတဲ့ဒီ steps တွေလည်းရှိတယ်လို့နှစ်ယောက်တည်းလုပ်ရတဲ့ exercise တွေလည်းရှိတယ်လို့ဒီအများနဲ့လုပ်ရတဲ့ဒီလို group presentation တွေလည်းဒါရှိရပေါ့နော်အဲ့တော့ interaction pattern ဆိုတာကဒီကျောင်းသားတွေကိုကိုကဘယ်လိုမျိုးတွဲမလဲဘယ်လိုထားပေးမလဲဆိုတာကို decide လုပ်တဲ့ပုံစံကိုပြောရပါတော့ဥပမာဒီ exercise တစ်ခုအတွက်ကို2ယောက်တွဲထားမလား3ယောက်တွဲထားမလားor ဒါမှမဟုတ် individually ပဲလုပ်မလား or ဒါမှမဟုတ်ဆရာမနဲ့ပဲဒီ exercise ကိုတွားမလားစသဖြင့်decide လုပ်တာမျိုးပေါ့နော်စသဖြင့်တွဲတာမျိုးကို interaction pattern တွေသုံးတယ်လို့ခေါ်တယ်အဲ့တော့ interaction pattern တွေဒီကိုစဉ်းစားတဲ့အခါမှာပေါ့နော်ဘာကိုကြည့်ပြီးတော့စဉ်းစားလဲဆိုတော့ဒီကျောင်းသားရဲ့ learning style ကိုယ့်ရဲ့ teaching style approach နောက်ပြီးတော့ကိုသင်မဲ့ lesson ရဲ့ aim ကိုသင်နေတဲ့အကြောင်းအရာ context ပေါ့နော် situation နောက်ပြီးတော့ဒီ lesson stage တွေကိုစဉ်းစားပြီးတော့ကိုကအလင်းသင့်တယ်လို့ interaction patterns တွေကို decide လုပ်ရတယ်ပေါ့နော်interaction pattern တွေကို꿰ပြီးတော့သုံးပေးရလောက်တာမျိုးမဟုတ်ပဲねပေါ့နော်ဒီအတွဲလိုက် group like ဒါမျိုးလေးတွေခြားပြီးတော့သုံးပေးရတာမျိုးပြောချင်တာပါ interaction pattern မှာတော့ studio ဘာရှိမလဲဆိုလို့ရှိရင်ခုနပြောတဲ့ whole class ပေါ့နော် whole class ကကြောင့်အရှိမဆရာ lead လုပ်တာဆရာ explain လုပ်တာတို့ introduce လုပ်တာတို့ present လုပ်နေရတို့ဆိုလို့ရှိရင်ဒါဆရာက whole class အနေနဲ့ယူထားရပါတော့အဲ့တော့ကျောင်းသားတွေအားလုံးကဆရာကို pay attention လုပ်ပြီးတော့ဆရာပြောတဲ့ဥစ္စာကိုနားထောင်ရတယ်အဲ့လိုမှမဟုတ်ပဲねဒီဆရာကပေါ့နော် exercise တစ်ခုလုပ်ခိုင်းမယ် lesson တစ်ခုမှာပေါ့နော်အရင်ဆုံးသူက individual ပေးမယ်ဆိုလို့ရှိရင်လည်းဒါကျောင်းသားတွေကကိုယ့်အကူလုပ်ရတယ်အဲ့ဒါပြီးသွားလို့ရှိရင်ဆရာကဘာလုပ်ခိုင်းမလဲဆိုလို့ရှိရင်pair တုံးမယ်ပေါ့နော် close pair ဥပမာမောင်မောင်နဲ့နီနီ2ယောက်ဆိုလို့ရှိရင်အဲ့မောင်မောင်နဲ့နီနီ2ယောက်ကအဖြေတွေကိုအတူတိုက်ရတာတို့စကားတူပြောရတာတို့မောင်မောင်နဲ့နီနီ2ယောက်ထဲကို close pair တွဲထားရဆိုလို့ရှိရင်ကျန်တဲ့အတွဲတွေကသူတို့ကိုတွားပြီးတော့ကြည့်လို့မရဘူးပေါ့နော် closed ဖြစ်တယ်တစ်ချိန်တည်းမှာပဲသူတို့2ယောက်ကအလုပ်တူလုပ်ရရဲ့ပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ open ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျောင်းသားတွေကဒီကျောင်းသား2ယောက်ပေါ့နော် probably demonstration လုပ်တာဘာညာဒါမျိုးပေါ့အဲ့တော့သူတို့ demonstration လုပ်တဲ့ဥစ္စာ role play လုပ်တဲ့ဥစ္စာ example လုပ်တဲ့ဥစ္စာကိုတခြားကျောင်းသားတွေကကြည့်ရရဲပေါ့နော်ဒါပေမဲ့အဲ့ဒီလန်နာ2ယောက်ပဲလုပ်တာတခြားကျောင်းသားတွေကလည်းလုပ်စရာမလိုဘူးသူတို့ကလုပ်နေတဲ့ဥစ္စာကိုဒါတန်းလုံးကကြည့်တာမျိုးလေဆိုလို့ရှင်ဒါ open pair ကိုပြောတာနောက်တစ်ခုကကြတော့ဒီ mingling ဆိုလို့ရှင် mingling activity ကကြတော့သူကအတန်းထဲမှာဆိုလို့ရှင်လူတယောက်ထပ်ပို့ပြီးတော့စကားအများကြီးပြောရတဲ့ activity မျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုလို့ရှင်ဒီ mingling လုပ်ပြီးတော့တွားရဲပေါ့နော်တန်းလုံးမတက်ထားရထားပြီးတော့ရှောက်သွားပြီးတော့လူတွေကိုစကားပတ်ပြောတယောက်မကတဲ့ partner ကိုစကားလိုက်ပြီးတော့ပြောရတဲ့ပုံစံမျိုးလုပ်ရတဲ့ activity လေးပေါ့နော်ဆိုတော့ဒီ interaction pattern နာမည်တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီကျောင်းသားကိုခွဲတဲ့အုပ်စုခွဲတဲ့အခါမှာပေါ့နော်ဒီလို arrange လုပ်တယ် organize လုပ်တယ် group တွေခွဲတဲ့အခါမှာကိုက class ရဲ့ dynamic ပေါ့နော်အတန်းထဲမှာဘယ်သူက weak ဖြစ်တယ်ဘယ်သူက strong ဖြစ်တယ်ဘယ်သူကတော့တွတ်တယ်ဘယ်သူကတော့ shy ဖြစ်တယ်ဒါမျိုးတွေမသိထားဘူးဆိုလို့ရှိရင်ဒီတိုင်းပဲပေါ့နော်ဖြစ်လို့တွေးကြရလို့ရှိရင်ဒါဖြစ်လာနိုင်တဲ့ problems classroom problems တွေရှိတယ်အဲ့တော့ဒီအခန်းမှာပေါ့နော်အဓိကကျတဲ့အကြောင်းအရာသိရမယ့်အကြောင်းအရာဘာလဲဆိုတော့အဲ့လိုမျိုး poly ဒီ grouping chosen grouping လောက်ထားတဲ့ result ရဲ့ problems နဲ့ဘာကြောင့်ဖြစ်တာလဲဆိုရယ် reasons တွေကိုပေါ့နော် possible reasons တွေကိုကြည့်ရတဲ့ classroom management strategies လေးရှိရပေါ့နော်ဥပမာဆိုလို့ရှိရင်တိတာထင်ရှားတဲ့ classroom problems တခုဆိုလို့ရှိရင်ကျောင်းသားတွေကပြင်းတာပေါ့နော်ကျောင်းသားတွေကတက်ကြွမှုမရှိဘူးပြင်းနေတာမျိုး possible reason အများကြီးရှိနိုင်ပေမဲ့ဘာတစ်ခုသတိထားမိလဲတစ်ခုဒီတိတိကျကျထင်ရှားဖြစ်တဲ့အချက်ရှိလဲဆိုလို့ရှိရင်ဒီ group ဖွဲ့လိုက်တိုင်းဒီမျက်နှာဒီလူနဲ့ပဲကြာနေတာမျိုးပေါ့နော်ဒါကလည်းဒါပြင်ရတဲ့
အကြောင်းချက်တွေကတစ်ခုဖြစ်နိုင်တယ်ဆိုတော့ classroom ကလူများရယ်ဆိုလို့ရှိရင်ကိစ္စမရှိဘူးမယ်လူနည်းရယ်ဆိုလို့ရှိရင်ဒီအချက်ကစဉ်းစားစရာချက်ဖြစ်လာမယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်ဆရာက interaction pattern ဒါမှမဟုတ်လုပ်တဲ့ exercise ပုံမူတည်ပြီးတော့သူကတည်တည်ချာချာစဉ်းစားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကြဘာရှိမလဲဆိုလို့ရှိရင်ကျောင်းသားတွေကဒီ misbehave လုပ်တာပေါ့နော်ဆရာမမျက်ကွယ်မှာသူတို့ကစကားတွေပြောတာတို့နော်ဒါမှမဟုတ်လို့ရှိရင်ဘာပြောမှမသိလို့မိခင်ဘာသာစကားဖြစ်တဲ့ဒီမြန်မာပေါ့နော်မြန်မာ class တွေဆိုလို့ရှိရင်မြန်မာစကားတွေပြောတာတို့အတန်းကဆူလာတာတို့ဘာလို့မှမသိတာနဲ့ activity ကိုမလုပ်တော့တာတို့ဒါမျိုးတွေဖြစ်တယ်ပေါ့နော် misbehave problems အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင် group ကတအားများတဲ့အခါကျတော့2ယောက်လောက်က active ဖြစ်ပြီးတော့3ယောက်လောက်ကငြိမ်နေရမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တငယ်ချင်း2ယောက်အချင်းချင်းကို group လုပ်ပြီးများတငယ်ချင်း2ယောက်ကိုလုပ်ပြီးတော့အာယုံများရပေါ့နော် distract ဖြစ်ပြီးတော့ activity ကမပြီးဘူးပြီးတော့စကားများတဲ့လမ်းတော့2ယောက်ကိုတစ်ခါတည်းထည့်ပေးတာအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးreasons တွေကြောင့်လည်းဒီ misbehavior problems တွေဖြစ်လာနိုင်တယ်အဲ့တော့ကိုက grouping learner ဒီ group လုပ်တဲ့အချိန်မှာပေါ့နော်ဘယ်ကျောင်းသားကတော့ဘယ်သူနဲ့ဆိုလို့ရှိရင် lead လုပ်နိုင်တယ်ဘယ်သူနဲ့ဆိုလို့ရှိရင်ဘယ်ကျောင်းသားကတော့ပါတယ်ဘယ်ကျောင်းသားကတော့သူ individual လုပ်နေမပြော core class လုပ်နေတော့မပြောဒါပေမဲ့ group ထဲမှာဆိုရင်တော့ပြောတယ်ဆိုအဲ့လိုမျိုးတေချာကိုက monitor စောင့်ကြည့်ဖို့လိုရပေါ့နော်အဲ့လို monitor ကောင်းကောင်းမနိုင်မဲနဲ့ငါ့ကိုဒီတိုင်းပွဲတွေ့ကြ group လုပ်လိုက်မယ်ဆိုလို့ရှိရင်เนาะကိုကclassroom management မနိုင်တဲ့ပုံစံမျိုးဖြစ်လာနိုင်တယ်ပေါ့နော်မလိုလားအပ်တဲ့ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတော့ဒါလေးတွေကတော့တည်တဲ့နဲ့reason possible reasons နဲ့ possible problems တွေပေါ့နော်ဗီဒီယိုမှာကျန်တဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဗီဒီယိုရှေ့သွားမှာဆိုလို့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်မယ်ပေါ့နော်